သာသနာတော်တက္ကရာ2540ခုနှစ်လူတို့ဟောဟာကောဇာတက္ကရာ1358ခုနှစ်ဒုတိယဝါဆိုလပြည့်ဓမ္မစကြာခါတော်နေ့ယနေ့ရွှေမင်းဝန်သာသနာရိပ်သာတို့ဓမ္မသာဝနာကုသိုလ်တုလာရောက်စီးပူးကြတဲ့ဓမ္မမာမကတရားလိုလားကြတဲ့ရွှေမင်းဝန်ဓမ္မမိသားစုများကိုဘုန်းကြီးဓမ္မဒါနတရားအလှပေးဝေမှာကတော့ဘဝတန်ဖို့ဆိုတဲ့တရားကိုဘုန်းကြီးတရားအလှပေးဝေမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မိမိတို့ဘဝတစ်ခုရလာဖို့ဆိုတာမလွယ်ပါဘူး။အထူးအားဖြင့်လူဘဝကိုရဖို့ဆိုတာပိုလို့မလွယ်ပါဘူး။ဒီလူဘဝရဖို့အတွက်မြတ်စွာဘုရားဟောကြားထားတာရှိပါတယ်။ကောင်းငင်ကအတ္တဇင်းနဲ့လူပြေကအတ္တဇင်းရှင်ပြီးလွတ်လိုက်ရင်တောင်မှအဖျားနှစ်ခုထိကျင်တာထိလိမ့်မယ်တဲ့လူဘဝရဖို့ဒီတဲ့ပို့ပြီးခဲရင်တယ်တဲ့မြတ်စွာဘုရားကဒါရင်လားဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးဟာနခတိခဆိုတဲ့တုတ်တံမှာလည်းပဲဒီလိုပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားခဲ့ပါတယ်တန်ဃာတော်အရှင်များကိုဘုရားရှင်ကိုရောမြတ်ကြီးဟာချက်သားတို့တဲ့သင်တို့ဘယ်လိုများမှတ်ထင်ကြသလဲဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးဟာမိမိရဲ့လက်သေးပြားပေါ်မှာအောက်ကသဲမှုန့်များကိုတင်ထားလိုက်ပါတယ်အဲ့ဒီသဲမှုန့်များတင်ထားပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာချက်သားတို့တဲ့သင်တို့ဘယ်လိုမှတ်ထင်ကြသလဲတဲ့ငါဘုရားရဲ့လက်သေးပြားပေါ်မှာတင်ထားတဲ့မြေမှုန့်နဲ့ဟိုမဟာပထဝီမြေကြီးမှာရှိနေတဲ့မြေမှုန့်ဘယ်ရင်းကများသလဲလို့မြတ်စွာဘုရားကမေးပါတယ်ဒီခါကာလမှာအလုံးတန်ဃာတော်ရှင်များကနေပြီးပြန်ပြီးလျှောက်ထားပါတယ်အရှင်ဘုရားအရှင်ဘုရားရဲ့လက်သေးပြားပေါ်မှာတင်ထားတဲ့မြေမှုန့်ဟာဘာမှမဖြစ်တော့ဘူးအင်မတန်နည်းပါတယ်ဗျာတဲ့မဟာပထဝီမြေကြီးပေါ်မှာရှိနေတဲ့မြေမှုန့်တွေကတော့ဖြင့်အင်မတန်များပြားလှပါတယ်လို့ဒီလိုမြတ်စွာဘုရားလျှောက်တဲ့အခါကာလကြတော့ချက်သားတို့လူဘဝကနေပြီးတော့သုတိပြည့်ကျွေသေလွန်ကြလို့ရှိရင်တဲ့တပံလူပြန်ဖြစ်တဲ့ပုဂ္ဂိုလ်များဟာငါဘုရားရဲ့လက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်လောက်ပဲရှိတယ်တဲ့အဲဒီတော့တကယ်လို့ဒီကလူဘဝကနေကွယ်လွန်သွားတဲ့အခါကာလမျိုးမှာငရဲတိရစ္ဆာန်ပြိတ္တာအတုရကေဆိုတဲ့အပယ်လေးပုံကိုကြာရောက်ကြတဲ့ပုဂ္ဂိုလ်များဟာမဟာပထဝီမြေကြီးပေါ်မှာရှိတဲ့မြေမှုန့်လိုအလွန်တရာမှများပြားတယ်ဒီတော့လူဘဝရဖို့ဆိုတာလွယ်သလားခဲရင်သလားဗျာအင်မတန်ကိုခဲရင်နေဘုန်းကြီးတို့ယောဂီများလူဘဝရဖို့လေအဲ့ဒီလောက်ထိအောင်ခဲရင်နေဘာကြောင့်ခဲရင်တာလဲဆိုတော့ဒီလိုကျမ်းဂန်များမှာဖွင့်ပြပြနေကုသလစိတ်တတပဝတ္တိကာလောနာမအတိပရိတ္တောတဲ့ကုသလစိတ်တတကုသိုလ်စေပဝတ္တိကာလောနာမဖြစ်ပေါ်ရာချိန်ကာလမြည်သည်ကအတိပရိတ္တောအလွန်တရာမှနေလှပါ၏လောကပုထုဇဉ်လူသားတွေရဲ့စိတ်ထဲမှာကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်ဘယ်စိတ်ကများလဲဒါကြောင့်အကုသိုလ်စိတ်တွေကဖြစ်တာများတဲ့အတွက်ကြောင့်မို့ငရေတိရစ္ဆာန်ပြိတ္တာသူရကေဆိုတဲ့အပယ်လေးပုံကိုကြားရောက်တဲ့ပုဂ္ဂိုလ်တွေကများသည်ဟုတ်တယ်မလားဗျာကုသိုလ်စိတ်ဖြစ်တာနေတဲ့အတွက်ကြောင့်မို့လူဘဝနတ်ဘဝဆိုတဲ့ဒုက္ခတိဘဝရောက်တဲ့ပုဂ္ဂိုလ်ကနေသည်ဒါကြောင့်လူဘဝဆိုတာလူဖြစ်ဖို့ရလွယ်သလားခဲရင်သလားအဲဒီတော့ခဲရင်တဲ့လူဘဝကြီးတွေကိုဘုန်းကြီးတို့ယနေ့ရရှိနေကြပြီဟုတ်တယ်မို့လားအဲ့တော့ဒီလိုလူဘဝရရှိနေတဲ့အချိန်မှာမိမိရရှိတဲ့ဘဝမှာတန်ဖိုးရှိအောင်နေတတ်ဖို့ရောအရေးမကြီးပေဘူးလားဒါကြောင့်ဘုန်းကြီးတို့ယနေ့ရွှေမင်းဝဓမ္မမိသားစုများဟာမိမိရရှိတဲ့လူဘဝမှာတန်ဖိုးရှိနေတတ်ဖို့အတွက်ဘုန်းကြီးဒီကနေ့ဘဝတန်ဖိုးဆိုတဲ့တရားလေးနဲ့ဘုန်းကြီးတို့ယောဂီများကိုဓမ္မဒါနတရားအလှပေးဝေမှာဖြစ်ပါတယ်အတာရိတာရမတိနောတာရိသတာရရတိနောတေတာရဏာတိကေသန္တိမိစ္ဆာသင်္ကပ္ပဂောစရာ
Atari tara medino tari satara ratino Te taram narike sandi Mesa tinga bagosara Mesa tinga bagosara Mayune ajan asili Chesaya ayushi yue nija gondo Ye jindu di Atari sa ne sai Akai ama mashire Daya nailebe Tara Madino Nidara Shirelu Matin Yue Nija Ligon I Tarisa Nidara Shire Daya Naiga Adara Dadino Nidara Mashibu Yelu Matin Yue Nija Ligon I Teto Anigo Akati Akago Aniti Nyare Bogo Abondo Di Tara Dage anisi anima sure daya zidaya mango Nari gesandi lekai mimi mayashi naija ligono dadi Lubawa go yashi biro nibi melu achu do bogo miaga Mesa tinga ba gosara de mayune ajan asi Adwe malo shi ajan mali me ajan malo shi ayuwara adwe ba ma biro twa nai ne Da jaung mesa tinga ba gosara mayune ajan si chesaya ayu shi yue nija gon do Ye jin tu ro di atari sa ne sai akai ma mashi de daya nai lebe Tara Medino Anita Da Shide Lu Mati Nija Ligon I Erilo Adwema Ajamare Bogoriha A USari Le Mabiro Dwanine A USA Madane Deviane De Tuye A Uwara Halebe Mama Naime Bulavia Erilo A Uwada A USari Mayumi Subayi Anita Shide Deyaru Nailebe Anita Mashibuelu Matin Biro Nili Me Anitara Mashire Deyaru Lebe Anitara Shire Deyaru Yelu Matin Nilime Hodemolavia Erilo Anitara Mashire Deyaguro Anitara Shire Nitara Shire Deyaguro Nitara Mashibulu Erilo Matin Biro Nilu Shiyentara Dage Nise Nimalo Sure Deyazit Deyamangu Nadige Sandi Maya Nango Erilo Adwema Ajama Bogo USari Ayuwada Diba Madware Dwejamu Deyazi Deya Manui Eri Bogoma Yanaiba Malavia Mayanaiba Dajang Loga Jirema Mimi Mashwing Widi Jauta Baramyari Daiti Kari Alum Pizum Biro Nire Dwejamu Loga Maniba Neba Masunga Kanza Jina Kanza Naine Sanza Jina Sanza Naine Chanyan Dada Ninaine Tainaine Subiro Mimi Ma Bizi Usa Sinidagu Loka Niban Lutima Nijadi Daboniro Yogi Mia Yusa Manida Hodemolavia Paya Singoro Miajiga Roji Bizi Usariha Bama Anitara Mashibure Pesana Wirana Dadarana Bawinai Adada Danada Danandaro Pesana Wirana Yandumyo Ngabarone Tadarana Bawina Miesesa Nidi Pijao Adarada Anitara Bamya Mashido Danada Bizi Osai Taro Anitara Diga Dana Aludana Avaviri Eri Mimi Shapwe Dare Bizi Osari Mimi Baisai Dare Bizi Osari Taiti Kari Sine Shwiri Jautam Bramyarvi Yarana Huda Myariha, Londo Yarana Riha, Pisi Riha, Yandu Myunga Bane, Amia Sesanile, Parine Sesanile. Mimi Garo, Dipisi Ringa, Mabizo Nevi, Kanza General Kanza Naimi, Sanza General Sanza Naimi, Loga Mabisi Siresu, Bamaso, Akolo Yan, Naili Dajan, Loga Niba, Tuga Loga Niba, Lutini, use some money. Davi Melumia Zobia Singuro Miaji Sashi, Duro Gomia Garobi, Edi Pisi Usariha, Bama, and Nitara Mashibude. Bajone Zorosa, Ni, Edwesiva Usari, Balaupe, Pizo, Nide, Loop, Bio. Eri Siva Usari, Mamine, Leve, Sesanile, Pane Sesanile.
မိနဲ့လည်းပဲအမြဲတမ်းဆက်ဆံနေတဲ့ရေနဲ့လည်းပဲဆက်ဆံနေတဲ့မင်းနဲ့လည်းပဲမဆက်ဆံမိဘူးလားမင်းနဲ့လည်းပဲဆက်ဆံနေတဲ့တခိုးဓမြနဲ့လည်းပဲဆက်ဆံနေတဲ့သားဆိုသမီးဆိုအမွေခံဆိုးတွေနဲ့လည်းပဲဆက်ဆံပြီးတော့နေတယ်ဒီတော့အဲ့ဒီရန်သူမျိုး၅ပါးနဲ့အမြဲမပြအမြဲတမ်းဆက်ဆံနေတဲ့အတွက်ကြောင့်တကယ်ချမ်းသာအစစ်အမှန်ဟုတ်ရလားဗျာတကယ်ချမ်းသာအစစ်အမှန်မဟုတ်ပါလောကနိဗ္ဗာန်အစစ်အမှန်မဟုတ်ပါမိမိရှားထားတဲ့ပစ္စည်းဥစ္စာတွေဟာရေမီးလောင်ကျွမ်းသွားလို့လည်းပဲပစ္စည်းနိုင်တယ်ရေတိုက်စားသွားလို့လည်းပဲပစ္စည်းနိုင်တယ်မင်းများကနေပြီးတော့မင်းဗန္တာဖြစ်သိသိသွားမယ်ဆိုရင်လည်းပဲပစ္စည်းနိုင်တယ်တခိုးဓမြလူဆိုသူဆိုတွေကနေပြီးတော့တိုက်ခိုက်ဖြစ်စီရင်လည်းပဲပစ္စည်းနိုင်တယ်သားဆိုသမီးဆိုအမွေခံဆိုးတွေကဖြစ်စီရင်လည်းပဲဒီပစ္စည်းဥစ္စာတွေမပစ္စည်းနိုင်ပေဘူးလားအဲတော့ရန်သူမျိုး၅ပါးနဲ့မြဲဆက်ဆံနေတဲ့အတွက်ကြောင့်ဒီပစ္စည်းဥစ္စာတွေပိုင်ဆိုင်ထားခြင်းဟာတကယ်ချမ်းသာစေချမ်းသာမှန်ဟုတ်ရလားဗျာအဲတော့အကားကိုအနှစ်ထင်ပြီးတော့တွေ့တာနေကြတာမမောနေကြတာဖက်တွယ်နေကြတာဟုတ်တယ်မို့လားဗျာအဲ့ဒီတော့ဒီပစ္စည်းဥစ္စာရဲ့အနှစ်သာရတရားကပါလဲဆိုရင်အလှူဒါနပဲဟုတ်တယ်မို့လားဒီပစ္စည်းဥစ္စာတွေကနေပြီးတော့မိမိအနှစ်သာရကိုထုတ်ယူမယ်ဆိုပါရင်ဒါနကောင်းမှုကိုပြုပါတဲ့ယနေ့ဘုန်းကြီးတို့ရွှေမင်းဝဓမ္မမိသားစုများဟာရွှေမင်းဝသာသနာရိပ်သာရဲ့သာသနာပြုလုပ်ငန်းအဝဝတွေကိုမိမိတို့စွမ်းအားရှိသမျှအနေအားဖြင့်မလှူဒန်းကြပြီဘူးလားဗျာအဲ့ဒီလိုလှူဒန်းနေကြတာဟာမိမိအနှစ်သာရမရှိတဲ့ပစ္စည်းဥစ္စာတွေကနေပြီးတော့အနှစ်သာရဖြစ်တဲ့ဒါနအနှစ်ကိုပါလုပ်နေကြတာလေဒါနနှစ်ကိုထုတ်ပြီးတော့ယူနေကြတာတဲ့ဒါကြောင့်လှူဒန်းတာဒါနကောင်းမှုပြုတာဟာတကယ်အနှစ်သာရဖြစ်ပါတယ်ဒီတော့ပစ္စည်းဝဥစ္စာတွေပြည့်စုံနေလို့မိမိကလောကနိဗ္ဗာန်လို့အထင်အမြင်မှားပြီးတော့အနှစ်သာရရဲ့လို့ထင်နေတာယခုတကယ်ဘုရားအရိယာဘုရားအစရှိတဲ့အရိယာပုဂ္ဂိုလ်များကတော့ဖြင့်အဲ့ဒီပစ္စည်းဥစ္စာဟာအနှစ်သာရမဟုတ်ပါဟုတ်တယ်မို့လားအဲ့ဒီပစ္စည်းဥစ္စာဟာအကားသာဖြစ်တယ်တဲ့တကယ်အနှစ်သာရကဒါနကောင်းမှုဒီတော့ပစ္စည်းဥစ္စာတွေကထိုးယူရတဲ့ဒါနကောင်းမှုဆိုတဲ့အနှစ်ကိုတော့သိရပြီနောက်တာမိမိရဲ့ဘဝမှာတကယ်တန်ဖိုးရှိတဲ့အနှစ်သာရဘာများထုတ်ယူစရာရှိသေးတယ်လို့ဆိုပါရင်ဘဟုရောဂသာဒရဏဘာဝေနယိအတ္တရတတရိရတသီလဝန္တေတုအဘိဝရဏတိကမ္မန္တာရောဘဟုရောဂသာဒရဏဘာဝေနဟိ96ပါးသောယောဂဝေဒနာများနှင့်အမြဲမပြတ်ဆက်ဆံနေသည့်ဖြစ်ကြောင်းအတ္တရတနှစ်သာရဘာမျှမရှိသောတရိရတကိုခန္ဓာဤတာရောအနှစ်သာရတိကသီလဝန္တေတုသီလရှိကုန်သောပုဂ္ဂိုလ်တို့၌အဘိဝါဒနာတိကမ္မံယုတိမြတ်နိုးရှိခိုးခြင်းအမှုပါဝေရီဒုတိယဘုန်းကြီးတို့မိမိရဲ့ရရှိလာတဲ့ဘဝတည်းကအနှစ်သာရထုတ်ယူမယ်ဆိုရင်သီလကောင်းမှုပြုပါဘာကိုပြုရမလဲသီလကိုစောင့်ထိန်မှာ၅ပါးသီလပဲဖြစ်စေ၈ပါးသီလပဲဖြစ်စေ၉ပါး၁၀ပါးသီလပဲဖြစ်စေမိမိစောင့်ထိန်ထားတဲ့သီလကိုစင်ကြယ်အောင်စောင့်ထိန်မှာတဲ့ဘာကြောင့်လဲဆိုတော့မိမိရဲ့ဘဝခန္ဓာကြီးဟာ96ပါးသောယောဂဝေဒနာများနဲ့အမြဲတမ်းဆက်ဆံနေတယ်အချိန်မရွေးမသိနိုင်ပေဘူးလားဗျာအချိန်မရွေးသိပြီးတော့သွားနိုင်တယ်ဒီဘဝတည်းကဒီခန္ဓာတည်းကအနှစ်သာရထုတ်ယူလို့မရပဲဖြစ်သွားလိမ့်မယ်အဲတော့မိမိရရှိတဲ့ဘဝတည်းကအနှစ်သာရကိုထုတ်ယူမယ်ဆိုပါရင်သီလဆိုတဲ့အနှစ်ကိုထုတ်ပါဘာကိုထုတ်ရမလဲသီလဆိုတဲ့အနှစ်သာရကိုထုတ်ပါတကယ်လို့မိမိဟာဘဝမှာရလာလို့အသက်တွေရာထောင်ရှိပြီးတော့နေပါစေအသက်က80ကျော်ရှိပြီ90ကျော်ရှိပြီ100ရှိပြီ100ကျော်နေရပြီအဲလိုအသက်တွေရာထောင်ရှိနေပြီးရောရှိပြီးတော့နေရပါစေအဲ့ဒီပုဂ္ဂိုလ်မှာသီလဆိုတဲ့ကိုယ်ချင်းတရားမရှိဘဲနဲ့အသက်ရှိပြီးတော့နေရင်သူ့ဘဝတန်ဖိုးရောရှိရလားဘာမှတန်ဖိုးမရှိပါကိုယ်ချင်းတရားကင်းမဲ့ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟုတ်တယ်မဟုတ်လားကိုယ်ချင်းတရားကင်းပြီးတော့အသက်ရှင်နေလို့ကိုယ်ချင်းသီလကင်းပြီးတော့အသက်ရှင်နေလို့သူ့ဘဝမှာဘာမှအနှစ်သာရမရှိပါတန်ဖိုးမရှိပါတကယ်လို့အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ချင်းတရားတွေကင်းနေပြီကိုယ်ချင်းသီလတွေပြည့်စည်နေပြီဆိုပါရင်ပါပကောကိတ္တိတာတော်အဘုတ်ကိစ္စတိတဲ့ကျမ်းဂန်များမှာ
မကောင်းတဲ့တင်ထွက်ပြီးတော့အသက်ရှင်ရတယ်ကောင်းတဲ့ရင်လားမကောင်းတဲ့ရင်လားအဲဒီမှာအဲ့ဒီပုဂ္ဂိုလ်ကြီးကဘယ်လိုလဲဘဝတဲ့ဘာတွေတဲ့ညာတွေတဲ့နဲ့ဟောကောင်းတဲ့နေလားမကောင်းတဲ့နေလားဗျာဒါကြောင့်ပပကောကိတိတတောအဘုခိစတိမကောင်းတဲ့ထွက်ပြီးတော့အသက်ရှင်နေရတယ်ဘာမှတန်ဖို့မရှိပါဗမာဒာတိကရဏံမဟိတိဘောဂဇာနေကိစတိဗမာဒာတိကရဏံမေလျောမှုဆိုတဲ့ပမာဒတရားကြောင့်မဟိတိကြီးကျယ်လာစွာသောဘောဂဇာနေစီးပွားရေးကြီးပွားရေးဆုံးရှုံးပြပြခြင်းကိုကိစတိရောက်တတ်ပါ၏အဲ့ဒီပုဂ္ဂိုလ်ဟာကိုခြင်းတရားတွေပြည့်စည်နေပြီဆိုပါရင်အဲ့ဒီပုဂ္ဂိုလ်ဟာပမာဒတရားတွေလွှမ်းမိုးနေတယ်စီးပွားရေးကိုလည်းမေ့နေတယ်ကြီးပွားရေးကိုလည်းမေ့နေတယ်အာလုဒါနာကောင်းမှုလည်းမေ့နေတယ်သီလကောင်းမှုလည်းမေ့နေတယ်ဘာဝနာကောင်းမှုတွေလည်းမေ့နေတယ်ဒီတော့ပမာဒတရားတွေလွှမ်းမိုးပြီးတဲ့အတွက်ကြောင့်သူ့ရဲ့တိုးတက်မှုတွေဟာအကုန်လုံးပျက်စီးဆုံးရှုံးတတ်သည်ကိုခြင်းတရားပျက်စီးနေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စီးပွားရေးကြီးပွားရေးတွေဟာတိုးတက်လာမလားဆုတ်ယုတ်သွားမလားဗျာပမာဒတရားတွေလွှမ်းမိုးတဲ့အတွက်ကြောင့်မို့ဆုတ်ယုတ်သွားပြီဒါရင်လားဆိုတော့ယင်းစဒေဝပရိသံဥပါခိစတိဟောဒီကိုခြင်းတရားပြည့်စည်နေတဲ့ပုဂ္ဂိုလ်ဟာဘယ်ပရိသတ်ထဲကိုပဲဝင်ကိုခြင်းတရားပြည့်နေတဲ့အတွက်ကြောင့်ပရိသတ်အလေရောက်ပြီဆိုရင်မင်္ဂဘုဒ္ဓမျက်နာဟာတည်ပြီးတော့မလန်းစားမှာအဝိသာဒရောတဲ့ဝင်နဲ့တွေ့တဲ့အခါမှာယွန်းတီးယွန်းတော့ကြောက်ကြောက်ယွန်းယွန်းဖြစ်နေတတ်သည်ဒါကိုခြင်းတရားကောင်းလို့လားကိုခြင်းတရားပြည့်နေလို့လားအဲဒီလိုကိုခြင်းတရားပြည့်နေတဲ့ပုဂ္ဂိုလ်ကိုခြင်းသီလပြည့်နေတဲ့ပုဂ္ဂိုလ်ဟာပရိသတ်ကြားထဲမှာမဝင်ရဲမထွက်ရဲယွန်းတီးယွန်းတွန်းဖြစ်နေတတ်သည်နောက်တကနံပါတ်၄အတ္တတံဘုံလောကလံကရောတိဒီကိုခြင်းတရားတွေပြည့်စည်နေတဲ့ပုဂ္ဂိုလ်သီလမရှိတဲ့ပုဂ္ဂိုလ်ဟာသေဂာနိစေတဲ့ချိန်ကာလမှာတွေ့ဝေညီညွညွနဲ့သေရတတ်သည်ကိုခြင်းတရားများပြည့်စည်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်သေဂာနိကြတော့လေသူ့ရဲ့ရှိတဲ့အမွေတွေဟိုကလိုခြင်းဒီကလိုခြင်းဟိုပေးခြင်းဒီပေးခြင်းနဲ့ဖြစ်နေတာဒါသူ့ရဲ့သေဂာနိလေးမှာဘုန်းကြီးတို့ယောဂီများစိတ်တွေကဘာဖြစ်နေတာလဲတွေ့ဝေနေတာဘာမှကောင်းတဲ့ဘက်ကိုသူမစင်စားနိုင်တော့ကောင်းတဲ့ဘက်ကိုမတွေ့နိုင်တော့ဘူးကောင်းတဲ့ဘက်ကိုမစင်စားနိုင်တော့ဘူးဒါကြောင့်တန်မုံလောကလံကရောဒီသေဂာနိချင်းခါကလမှာကိုခြင်းတရားပြည့်နေတဲ့ပုဂ္ဂိုလ်ဟာတွေ့ဝေသေရတတ်သည်ဒါရင်လားဆိုတော့ဒုက္ခတိဝိနိပါဒနိရေယဥပပစ္စတိသေတိချားမဲ့မှာအပင်ငရေသို့ကြာရောက်ရတတ်သည်သိပြီးတဲ့ချားမဲ့မှာလည်းပဲဒီပုဂ္ဂိုလ်ဟာဒုက္ခတိဘဝလားဒုက္ခတိဘဝလားကဲဒီတော့ကိုခြင်းတရားကင်းသောပုဂ္ဂိုလ်သည်အဲ့ဒီမကောင်းကျိုး၅မျိုးနဲ့အသက်ရှင်ပြီးတော့နေရသည်အဲ့လိုမကောင်းကျိုး၅မျိုးနဲ့အသက်ရှင်ပြီးတော့နေရတဲ့အတွက်ကြောင့်နှစ်ပေါင်းတရားကြာအသက်ရှင်ပြီးတော့နေရခြင်းကျမ်းမာပြီးတော့နေရခြင်းဖြင့်သီလမရှိသူအတွေ့ဘဝမှာတန်ဖိုးရှိရလားဗျာတန်ဖိုးမရှိပါတဲ့ဘဝမှာတော့ဖြင့်အသက်ဒီဘလောက်ပဲရှင်းနေရစေကမူကိုခြင်းတရားပြည့်စည်နေပြီကိုခြင်းသီလကင်းမဲ့နေပြီဆိုရင်တန်ဖိုးမရှိပါဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကယောဇဝတ္တတတံဇီဝေဒုတ်တိလောအတမဟိတောဧကံဇီဝိတံတေယောသီလဝန္တတဇာယိနောယောဇပုဂ္ဂလောမြည်သူမဲ့ဆိုအကျင့်ပုဂ္ဂိုလ်တိကအတမဟိတောမိမိရဲ့ကိုယ်နဲ့နှုတ်ကိုကောင်းစွာစောင့်သုံးခြင်းမရှိပါပဲလျင်အတမဟိတောမိမိရဲ့ကိုယ်နဲ့နှုတ်ကိုကောင်းစွာစောင့်သုံးခြင်းမရှိပါပဲလျင်ဒုတိလောကိုခြင်းသီလကင်းကွာ၍နေသည်ဖြစ်၍ဝတ္တတံနှစ်ပေါင်းတရားကာလကြာအောင်ဇီဝေယအသက်ရှင်၍နေရစေကမူတတပုဂ္ဂလာတာထိုကိုခြင်းတရားကင်းသောပုဂ္ဂိုလ်၏ဝတ္တတံနှစ်ပေါင်းတရားကာလကြာအောင်ဇီဝနာတော်အသက်ရှင်၍နေရခြင်းထက်သီလဝန္တာတာသီလနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏သီလဝန္တာတာကိုခြင်းတရားကိုခြင်းသီလနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ဧကဟံတနေ့တရေတဏနှင့်မြဇီဝိတံအသက်ရှိ၍နေရခြင်းငှသာလျင်တေယောကောင်းစွာမသွေမြင်မြလာပါပေတော်တည်းဒီတော့မိမိရဲ့အသက်ဟာ
ရာချီပြီးရှေးနေရပြီမယ်လို့လည်းပဲအဲ့ဒီပုဂ္ဂိုလ်မှာကိုချင်းသီလမရှိကိုချင်းတရားတွေပြည့်ဝပြီးတော့နေမယ်ဆိုပါရင်သူ့ရဲ့ဘဝမှာအသက်ရာကျော်ရှေးနေရပြီမယ်တန်ဖိုးရှိပါမလားအဲ့တော့မိမိရဲ့ဘဝတွေကနေပြီးတော့အနှစ်သာရထုတ်ယူမယ်ဆိုပါရင်သီလစောင့်မှာဘာလို့ရမှာလဲသီလကိုလည်းပဲစင်ကြယ်ပါစေကိုယ်စဉ်ကိုချင်းတရားတွေလည်းပဲကောင်းမွန်ပါစေဟုတ်တယ်မို့လားဗျာအဲ့ဒီလိုသီလတွေစင်ကြယ်ပြီးတော့ကိုချင်းတရားတွေကောင်းမွန်စွာထိမ့်သိမ့်ပြီးတော့နေပေမဲ့လို့လည်းပဲနောက်တကဘုန်းကြီးတို့ဒုတိယအနေအပြင်မိမိရဲ့ဘဝတွေကဘယ်လိုအနှစ်သာရထုတ်ယူရမှာလဲလို့ဆိုပါရင်ဘုန်းကြီးတို့ယောဂီများကိုချင်းတရားတွေဘလောက်ပဲကောင်းနေနေကိုချင်းသီလတွေဘလောက်ပဲပြည့်စုံနေနေအဲ့ဒီလုံလကိုချင်းတရားကောင်းနေတဲ့ပုဂ္ဂိုလ်ကိုချင်းသီလပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာလုံလဝရိယမရှိလို့ရှိရင်အဲ့ဒီလိုရဲ့ဘဝဟာတဲ့အထက်တန်းကိုရောက်နိုင်ပါမလားဗျာကိုချင်းတရားတော့ကောင်းတယ်ကိုချင်းသီလလည်းပြည့်စုံတယ်ဒါပေမဲ့လို့လုံလဝရိယမရှိဘူးဆိုပါရင်ကြိုးစားအားထုတ်မှုမရှိလို့ရှိရင်စီးပွားရေးမှာဖြစ်စေပညာရေးမှာဖြစ်စေယခုလိုတရားဘာဝနာရေးမှာဖြစ်စေကြိုးစားပွားများအားထုတ်မှုမရှိလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာအထက်တန်းကိုမရောက်နိုင်ပါဘဝဟာတန်ဖိုးမရှိပါဟုတ်တယ်မို့လားဗျာအဲ့တော့ဝရိယနဲ့ပြည့်စုံပါတဲ့ဝရိယရှိမှဘုန်းကြီးတို့ယောဂီများအထက်တန်းကိုရောက်နိုင်တာဒီဝရိယရဲ့ပုဂ္ဂတက်ရဲ့အဓိပ္ပာယ်ကဘာတွေထွက်တယ်လဲဆိုတော့ရဲရင်တဲ့သဘောအဓိပ္ပာယ်ရတယ်ဝရိယဆိုတာရဲရင်တဲ့သဘောဝိရရဲရင်တဲ့သဘောဝရိယရဲရင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်လို့ဒီလိုအဓိပ္ပာယ်ရဒီတော့ဘယ်နေရာတွေမှာဘုန်းကြီးတို့ယောဂီများဘုန်းကြီးတို့ဓမ္မမိသားစုများကရဲရင်ရမှာလဲဆိုရင်သူစရိုက်တရားတွေပြုရမှာရဲရင်ရမှာဘာတွေပြုရမှာလဲဒုစရိုက်တရားတွေပြုရမှာရဲရင်ရမှာမဟုတ်ဘူးသူစရိုက်တရားတွေဒါနာကောင်းမှုတွေပြုတဲ့အခါမှာရဲရင်ရမယ်သီလတွေစောင့်တည်စောင့်တိတ်တဲ့အခါမှာရဲရင်ရမယ်ဘာဝနာလုပ်ငန်းတွေပွားများအထုတ်တဲ့နေရာမှာရဲရင်ရမယ်ဘုန်းကြီးတို့ဒါနာကောင်းမှုပြုလို့လှူဒန်းလို့မွဲခြင်းလဲမွဲသွားပါလိမ့်စီငါဘာပဲဖြစ်ဖြစ်ကောက်စားရင်စားရပြီစီငါဒါနာကောင်းမှုတော့ပြုမယ်ဆိုတဲ့အဲ့ဒီရဲရင်နဲ့စိတ်ဓာတ်ကိုဝရိယလို့ခေါ်သည်သီလစောင့်တည်စောင့်တိတ်လို့ဒီနေရာမှာဘုန်းကြီးတို့ယောဂီများစာအင်ယောဂရှိနေလို့ဒီနေရာရင်ကွမ်းပိုက်ပေါက်ကွဲပြီးတော့သေခြင်းသေပွဲဝင်ခြင်းဝင်မလေးစီငါစောင့်တည်စောင့်တိတ်ထားတဲ့သီလတရားကိုတော့ဖြင့်စင်ကြယ်အောင်စောင့်တည်စောင့်ထိတ်မယ်အဲ့ဒီလိုရဲရင်ရမှာဝိပဿနာဘာဝနာလုပ်ငန်းတွေပွားများအထုတ်တဲ့နေရာမှာလည်းပဲကာယေစာဇီဝိတေသအနာပိက္ခတံဥပါထပိတိတဲ့ဟောဒီနေရာမှာတရားဘာဝနာတွေပွားများအထုတ်ရင်ကိုယ်နဲ့အသက်ဒီနေရာတင်ဘုံဘုံလဲပြီးတော့သိခြင်းသိပါလိမ့်စီအသက်နဲ့ခန္ဓာကိုယ်ကိုမငဲ့ကွယ်ပဲနဲ့ကြိုးကြိုးစားစားအထုတ်ခြင်းကိုဒါဝိရိယတဲ့ရဲရင်တယ်လို့ခေါ်ပါသည်အဲ့ဒါရဲရင်တာပဲဝိရိယပဲမိမိရဲ့အသက်ကိုလည်းဗราဏမထားဘူးမိမိရဲ့ခန္ဓာကိုယ်လည်းဗราဏမထားဘူးတရားသူမရမဲ့ချင်းငါကြိုးစားမယ်ပွားများမယ်အားထုတ်မယ်ဆိုတာဒါဝရိယဒီတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်လုပ်ငန်းတွေလုပ်ကိုင်တဲ့နေရာမှာအဲ့ဒီရဲရင်တဲ့ဝရိယပါမှဘုန်းကြီးတို့ယောဂီများရှေ့တန်းကိုရောက်မယ်အထက်တန်းကိုရောက်မယ်ကိုချင်းတရားတွေဘယ်လောက်ပဲကောင်းနေနေသီလလေးပြည့်စုံနေသီလကိုလည်းစင်ကြယ်အောင်ထိမ့်သိမ့်နေကိုချင်းတရားကိုလည်းပဲကောင်းကောင်းမွန်မွန်နေတယ်အဲဒီလိုကိုချင်းတရားတွေဘယ်လောက်ပဲကောင်းနေနေရဲရင်တဲ့လုံလဝရိယမပါလို့ရှိရင်ဝရိယမရှိလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာထိတ်တန်းကိုမရောက်နိုင်ပါရောက်နိုင်ပါမလားကဲဒီတော့ဘဝတန်ဖို့ဟောရှိသေးရဲ့လားဗျာအဲ့တော့ဝရိယတရားပြည့်စုံဖို့ရောမလို့ပေဘူးလားဗျာဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကယောဇဝတ္တတတံဇီဝေကုတိတောဟိနဝိရိယောတဲ့ယောဇဝတ္တတတံဇီဝေကုတိတောဟိနဝိရိယောဧကဟံဇီဝိတံသေယောဝိရိယမရံပတောဒလံယောဇပုဂ္ဂလောမြည်သူမဆိုအကျင့်ပုဂ္ဂိုလ်သည်ကုတိတောပြင်းဤညီငွေသည်ဖြစ်၍ဟိနဝိရိယောမိမိရဲ့ရဲရင်လာစွာသောလုံလဝရိယတွေကိုလျော့ချထားသည်ဖြစ်၍ဝတ္တတတံနှစ်ပေါင်း100ကာလကြာအောင်ဇ
ဇီဝေယသက်ရှင်၍နေရစေကမူတတပုဂ္ဂလတာထိုဝရိယကင်းပြင်းဤသောပုဂ္ဂိုလ်ဤဝတ္တတတံနှစ်ပေါင်း100ကာလကြာအောင်ဇီဝနာတော်အသက်ရှင်၍နေရခြင်းဖြင့်ဒလံမြဲဝရိယသမပရံလုံးလဝရိယကိုအာရဘတတ္တအာထုတ်သောပုဂ္ဂိုလ်ဤဧကဟံတနေ့တရေတဏနှင့်မြဇီဝေတံအသက်ရှင်၍နေရခြင်းငါသာလျင်သေရောကောင်းစွာမသွေမြင့်မြတ်လာပါပေတော်တည်းဘလောက်ပဲကိုခြင်းတရားတွေနဲ့ပြည့်စုံဘလောက်ပဲကိုခြင်းသီလတွေစင်ကြယ်အောင်ဆောင်ထိပ်ပြီးတော့နေအဲ့ဒီပုဂ္ဂိုလ်ဟာလုံးလဝရိယတရားမပါလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာအထက်တန်းကိုမရောက်နိုင်ပါစီဝါရှာတဲ့နေရာမှာလည်းထိတိုင်းမယ်ပညာရှာတဲ့နေရာမှာလည်းပဲဝရိယမပါလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအထက်တန်းကိုရောက်နိုင်ပါမလားယခုလိုတရားဘာဝနာတွေပွားများအထုတ်တဲ့နေရာမှာလည်းပဲဒီဝရိယသမပရံဆိုတဲ့လုံးလဝရိယမပါရင်အဲ့ဒီယောဂီပုဂ္ဂိုလ်ရဲ့ဘဝမှာတရားအသိဉာဏ်တူတွေရနိုင်ပါမလားဗျာဒါကြောင့်ဘုန်းကြီးတို့ယောဂီများအဲ့ဒီဝရိယမရှိဘဲနဲ့အသက်တရားကြာကြီးရှေးနေရစေကမူဘဝမှာသီလလည်းပြည့်စုံပါရဲ့သို့တော်ဝရိယစိုက်ထုတ်ပြီးတော့ကြိုးစားပွားများအထုတ်ဘူးမရှိဘူးဆိုပါရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာအထက်တန်းမရောက်နိုင်တဲ့အတွက်ကြောင့်ဘဝဟာတန်ဖိုးမရှိပါတဲ့ဒါကြောင့်ဝရိယရှိပြီးတော့တနေ့တရေတဏနဲ့သာနေရစေကမူအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာတန်ဖိုးရှိသည်မြတ်သည်ဟုတ်တယ်မို့လားဗျာနောက်တခါဒါရင်လားဆိုတော့ဘုန်းကြီးတို့ဝရိယတရားပြည့်စုံရုံနဲ့မိမိရဲ့ဘဝလုံလောက်ပြီလားဆိုတော့ဒါလည်းမလုံလောက်သေးဘူးဘုန်းကြီးတို့ယောဂီများဝရိယနဲ့လောက်ပဲကြိုးစားအားထုတ်ပြီးတော့နေမယ်ဝရိယရှည်တန်းတင်ပြီးတော့ဘလောက်ပဲကြိုးစားနေအဲ့ဒီပုဂ္ဂိုလ်မှာတည်ငြိမ်တဲ့စိတ်အဲ့ဒီတည်ငြိမ်တဲ့စိတ်မရှိဘဲနဲ့ကြိုးစားပြီးတော့နေလို့ရှိရင်နောက်ကဘုန်းကြီးတို့ယောဂီများပဲ့မပါတဲ့လေလိုပဲ့တိမ်မပါတဲ့လေဟာလူရခရီးရောက်ပါမလားဗျာနောက်ကပဲ့တော့မပါတဲ့သင်္ဘောဟာပင်လယ်ထဲမှာလူရခရီးကိုရောက်ပါမလားအဲ့ဒီတော့ပဲ့မပါတဲ့လေလိုသင်္ဘောကြီးလိုတဲ့အဲ့ဒီလိုပဲမပါတဲ့လှေသင်းမောကြီးများကိုပင်လေတဲ့လွတ်လိုက်ရသလိုပဲတခါနဲ့မျောခြင်းရမျောလွင့်ခြင်းရလွင့်ပြီးတော့နေလိမ့်မယ်ဒီတော့တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုတမာတိရှိဖို့ရောမလိုပေဘူးလားဗျာစိတ်တည်ငြိမ်မှုတမာတိလေးနဲ့အာယုံစူးစိုက်ပြီးတော့တစ်ခုခုကိုအရာဝတ္ထုတစ်ခုခုကိုလှုပ်တော့မယ်ဆိုပါရင်စိတ်ကိုတည်ငြိမ်ထားပြီးတော့ကြိုးစားပြီးတော့ပြုလုပ်လိုက်မယ်ဆိုပါရင်အောင်မြင်မှုဆိုတာတွေမရနိုင်ပေဘူးလားစီးပွားရှာတဲ့နေရာမှာလည်းပဲဘုန်းကြီးတို့ယောဂီများဟိုဟာဆဆဒီဟာဆဆဟိုလှုပ်လိုက်ဒီလှုပ်လိုက်နဲ့တခါနဲ့ပြန်ရခတ်လှုပ်နေရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အောင်မြင်မှုတွေဟာရနိုင်မှာမလားဟောတခုရင်းတော့စီးပွားရေးလုပ်ငန်းကိုစောင့်ချဇောင်းပေးပြီးတော့ဘုန်းကြီးတို့ယောဂီများတည်ငြိမ်နဲ့ကြိုးစားအားထုတ်ပြီးတော့လောက်ကိုင်းရှားပွေမဲ့ဆိုပါရင်အဲ့ဒီစီးပွားရေးဟာအထက်တန်းထိအောင်မရောက်နိုင်ပေဘူးလားပညာရှာတဲ့နေရာမှာလည်းပဲမိမိရှာဝေလို့တဲ့မိမိရလို့တဲ့ပညာရေးအထက်တန်းပညာတွေကိုအာယုံစိုက်ပြီးတော့ဇောင်းပေးပြီးတော့တည်ငြိမ်နဲ့ကြိုးစားပြီးတော့ရှာဝေလိုက်မယ်ကြိုးစားလိုက်မယ်ဆိုပါရင်ဒီပညာရေးဟာလည်းပဲအထက်တန်းထိအောင်မရောက်နိုင်ပေဘူးလားဗျာအဲ့ဒီလိုပဲဘုန်းကြီးတို့ယောဂီများဝိပဿနာဘာဝနာလုပ်ငန်းတွေပွားများအထုတ်တဲ့နေရာမှာလည်းပဲဝရိယကသာလွန်ကဲပြီးတော့တမာတိမပါလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမ်းမှာဥဒိစ္စတွေဖြစ်နေသည်ဘာတွေဖြစ်နေတာလဲပြန့်လွင့်နေပြီတဲ့အဲ့တော့ဝရိယနဲ့တမာတိဟာညီမျှနေရတယ်ဝရိယနဲ့တမာတိညီမျှနေရတယ်ဘုန်းကြီးတို့ယောဂီများတမာတိမပါဘဲနဲ့ဝရိယကြီးတဲ့နေမအားညမအားအနေအပြင်အဲ့ဒီပုဂ္ဂိုလ်ဟာကြိုးစားအားထုတ်နေရင်အိတ်တွေပြည့်အစားတွေပြည့်အနေထိုင်နေပြည့်ကောင်းတွေကမကြည့်မလင်ဖြစ်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်မှာဝိပဿနာဉာဏ်တုမဉာဏ်ထုတွေမရနိုင်ပါဒါကြောင့်တရားပွားဝနာပွားများအထုတ်တဲ့နေရာမှာလည်းပဲဘုန်းကြီးတို့ယောဂီများစိတ်တည်ငြိမ်မှုတမာတိပါဖို့ရာလိုသည်အဲ့ဒီတမာတိနဲ့ဝရိယအညီများထားပြီးတော့ကြိုးစားမှသာလျင်
မိမိလိုရာပန်းနိုင်ကိုလွယ်လွယ်ကူကူမရောက်နိုင်ပေဘူးလားဗျာလွယ်လွယ်ကူကူနဲ့ရောက်နိုင်တယ်ဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးကဘလောက်ပဲဝရိယစိုက်ထုတ်ပြီးတော့ကြိုးစားနေတဲ့တမာတိမရှိလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာချင်းနီးပဲတဲ့ယောဇဝတ္တတတံဇီဝေယောဇဝတ္တတတံဇီဝေထုတ်ပြညောအတ္တမဟိတောဧကံဇီဝိတံတေယောပညာဝံဇီဝေဇီဝေယအသက်ရှင်၍နေရစေကမူတမာရီမရှိဘဲနဲ့အသက်ရှင်နေရတာဘာမှအကျိုးမများဘူးတဲ့ဝတ္တတတံနှစ်ပေါင်းတရားကာလကြောင့်ဇီဝေဇီဝေယအသက်ရှင်၍နေရစေကမူတတ္တပုဂ္ဂလာတာတို့မိမိရဲ့စိတ်ကိုလိုတဲ့နေရာမှာထားနိုင်တဲ့တမာတိကင်းသောပုဂ္ဂိုလ်ဤဝတ္တတတံနှစ်ပေါင်းတရားကာလကြောင့်ဇီဝနာတော်အသက်ရှင်၍နေရခြင်းထဲဇာယိနောတမာတိနှင့်ပြည့်စုံ၍နေသောပုဂ္ဂိုလ်ဤဇာယိနောတည်ငြိမ်မှုတမာတိတရားနှင့်ပြည့်စုံ၍နေသောပုဂ္ဂိုလ်ဤဧကံတနေ့တည်းရဲ့တဏ္ဍနဲ့မြဇီဝိတံအသက်ရှင်၍နေရခြင်းငါသာလျင်တေယောကောင်းစွာမသွေမြင့်မြတ်လာပါပေတော်တည်းဘလောက်ပဲဝရိယစိုက်ပြီးတော့တင်းနေရင်ကြိုးစားပြီးတော့နေပြီမဲ့လို့တည်ငြိမ်မှုတမာတိမပါရင်ရောက်ရဲခတ်ပြီးတော့ဥဒိစ္စဖြစ်နေလိမ့်မယ်ဒါကြောင့်အဲ့ဒီတည်ငြိမ်မှုတမာတိတရားရှိမှသာလျင်မိမိလိုရာခရီးလိုရာပန်းနိုင်ကိုဆက်ဆိုင်မြိုင်အောင်မြင်မြင်ရောက်နိုင်သည်ဒါကြောင့်တမာတိမရှိလို့ရှိရင်နှစ်ပေါင်းတရားကာလကြာအောင်အသက်ရှင်ပြီးတော့နေရခြင်းတဲ့အဲ့ဒီပုဂ္ဂိုလ်မှာတမာတိတရားပြည့်စုံပြီးတော့စိတ်တည်ငြိမ်မှုတမာတိရှိလို့ရှိရင်ဧကံဇီဝိတံတေယောတနေ့တည်းရဲ့တဏ္ဍနဲ့မြတ်နေရစေကမူတမာတိရှိတဲ့ပုဂ္ဂိုလ်မှာမြင့်မြတ်တယ်တဲ့ဘာကြောင့်လဲဆိုရင်ဘုန်းကြီးတို့ယောဂီများတည်ငြိမ်မှုတမာတိမှမရလို့ရှိရင်ရုပ်သဘောနာမ်သဘောအဖြစ်ပြသဘောမြင်နိုင်မှာမလားဗျာအဲ့ဒီတည်ငြိမ်မှုတမာတိရရှိလာပြီဆိုပါရင်အဲ့ဒီပုဂ္ဂိုလ်ဟာယုံနာရဲ့အဖြစ်ပြသဘောတွေယုံနာသဘောတွေမတွေ့နိုင်မိဘူးလားဗျာဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကယောဇဝတ္တတတံဇီဝေယောဇပုဂ္ဂလောမြည်သူမဲ့ဆိုအချင်းပုဂ္ဂိုလ်သည်ဒုပညောအတိပညာမရှိပါပဲလျက်ဒုပညောယုံနာနှစ်ပါးလောက်မှပိုင်းခြားသိတဲ့ဉာဏ်ပညာမရှိပါပဲလျက်ဝတ္တတတံနှစ်ပေါင်းတရားကာလကြာအောင်ဇီဝေဇီဝေရခဲ့၍ဇီဝေဇီဝေရသက်ရှင်၍နေရစေကမူတတ္တပုဂ္ဂလာတာထိုပညာကင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်ဤဝတ္တတတံနှစ်ပေါင်းတရားကာလကြာအောင်ဇီဝနာတော်အသက်ရှင်၍နေရခြင်းထဲပညာဝန္တာတာယုံနာနှစ်ပါးကိုပိုင်းခြားသိတဲ့ပညာနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဤဧကဟံတနေ့တည်းရဲ့တဏ္ဍနဲ့မြဇီဝိတံအသက်ရှင်၍နေရခြင်းငါသာလျင်တေယောကောင်းစွာမသွေမြင့်မြတ်လာပါပေတော်တည်းမိမိမှာစိတ်တည်ငြိမ်မှုတမာတိတော်ရနေပြီသို့သောယုံနာရဲ့သဘောလေးလောက်မှာရုပ်ပဲနာမ်ပဲလို့မှပိုင်းပိုင်းခြားခြားမသိသေးလို့ရှိရင်လူဘဝမှာရပြီမယ်လို့သက်ကာယဒိဋ္ဌိတန်လှန်ကြီးနဲ့နေသွားရမှာဒီတော့သက်ကာယဒိဋ္ဌိတန်လှန်ကြီးနဲ့နေသွားရတော့မိမိရဲ့ဘဝတန်ဖိုးရှိရလားဗျာလူဘဝကိုလည်းရနေပြီဘုရားရှင်ရဲ့သာသနာတော်နဲ့လည်းပဲတွေ့ကြုံနေပြီအဲဒီလိုတွေ့ကြုံနေရပါလေတန်တဲ့သက်ကာယဒိဋ္ဌိတန်လှန်ကြီးနဲ့သိသွားရမယ်ဆိုရင်ဘဝဟာတန်ဖိုးမရှိပါသာသနာတော်နဲ့တွေ့ကြုံရကြုံမနှပ်ပါအဲ့တော့နာနဲ့ရုပ်ကိုပိုင်းခြားပြီးတော့သိပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသက်ကာယဒိဋ္ဌိကင်းတော့တာပဲဘာကင်းတာပါလိမ့်မယ်နာမရူပဝဝဋ္ဌနိနာနာယုတ်နှစ်ပါးကိုပိုင်းခြားသိသောဉာဏ်ပညာဖြင့်သက်ကာယဒိဋ္ဌိတတ္တဝါရှိနေတဲ့ဆိုတဲ့အမှတ်တင်ညာသက်ကာယဒိဋ္ဌိကြီးကိုပဇဟတိပယ်တတ်နိုင်ပါ၏ယုံနဲ့နာကိုအမှန်ဉာဏ်နဲ့တွေ့လိုက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာငါသူယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဆိုတဲ့အဲ့ဒီအမှားသည့်သက်ကာယဒိဋ္ဌိကြီးကင်းတာဗာဒိဋ္ဌိကင်းသွားတာလေသက်ကာယဒိဋ္ဌိကင်းသွားတယ်ဆိုတာအမှန်မြင်လို့လားအမှားမြင်လို့လားတကယ်ရှိနေတာအဟုတ်ရှိနေတာကမိမိတို့ခန္ဓာမှာဘာနဲ့ဘာသာရှိတယ်
ယုံနဲ့နန္တာရှိတယ်အဲ့ဒီအမှန်ရှိနေတာကိုမိမိတို့သိနေတာကငါသူယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့အမှားသိအမှားမြင်မမြင်မေဘူးလားအဲ့ဒီအမှားသိအမှားမြင်ဟာသက်ကာယဒိဋ္ဌိပဲအဲ့ဒီဒိဋ္ဌိဟာဘုန်းကြီးတို့ယောဂီများအခုသေးသေးချာချာခန္ဓာဉာဏ်စိုက်ပေါ်ကိုက်အာယုံလေးရှုနေလို့ဥမာအဖြစ်ပင်နိုင်ဖြစ်တဲ့ဘောင်းအာယုံပိန်အာယုံလေးကိုဘုန်းကြီးတို့ရှုနေတယ်ရှုနေလို့ရှုစိတ်ကဒီမှာဝရိယဆိုင်ပြီးတော့တတိထားဝရိယဆိုင်ရှုနေတဲ့ခါကျတော့ရှုစိတ်ကရှုမှတ်ရန်အာယုံပေါ်မှာစူးစူးဆိုင်ဆိုင်တည်ကျင်နေပြီဆိုရင်ဘုန်းကြီးတို့ယောဂီများရှင်းရှင်းလေးပဲဘောင်းနေဆိုရင်လည်းပဲတရွေချင်းတောင်းတင်းတွန်းကန်လာတဲ့သဘောလှုပ်ရှားရွေရှားနေတဲ့သဘောမတွေ့ရပြီဘူးလားဟောပိန်ကျသွားတော့လည်းပဲတရွေချင်းရည်ရွေရော့သွားတဲ့သဘောမတွေ့ရပြီဘူးလားအဲ့ဒီသဘောလေးဟာဘုန်းကြီးတို့ယောဂီများဝါယောဓာတ်ရဲ့သဘောဘာဓာတ်ရဲ့သဘောလဲတွန်းကန်တောင်းတင်းလှုပ်ရှားရွေရှားနေတဲ့သဘောတွေဟာဝါယောဓာတ်အဲ့ဒီဝါယောဓာတ်ဟာယုတ်တရားဘာတရားလဲအဲ့ဒီဟာလေးကိုဒီမှာတောင်းတင်းတွန်းကန်နေမှုသဘောရွေရှားနေမှုသဘောလေးကိုသိနေတာလေးကနန္တရားအဲ့ဒီတော့ဘောင်းနာပိန်နာလေးရှုနေရင်းနဲ့ယုံနာပိုင်းခြားမသိပေဘူးလားဗျာဒီတော့ဘောင်းနာပိန်နာကယုတ်တရားအဲ့ဒီဘောင်းမှုပိန်မှုလေးကိုရှုသိနေတာလေးကနန္တရားအဲ့တော့ဘယ်အချိန်မှပဲရှုလိုက်ခန္ဓာရှုလိုက်ပြီဆိုရင်အရှုခံအာယုံယုတ်တရားနဲ့ရှုသိနေတဲ့နန္တရားဒီနှစ်ခုကလွဲပြီးတော့တခြားရှိသေးရဲ့လားအဲ့လိုယုံနာကလဲပြီးတခြားပုဂ္ဂိုလ်တ attva သူငါယောက်ျားမိန်းမမရှိတော့ဘူးဆိုတာအမှန်သိလိုက်တာနဲ့တပြိုင်နက်တည်းတတန္တရာလုံးကစွဲလာခဲ့တဲ့ငါသူယောက်ျားမိန်းမဆိုတဲ့အစွဲဒိဋ္ဌိမပြုတ်ပေဘူးလားဗျာအဲ့ဒီမှာသက်ကာယဒိဋ္ဌိပြုတ်သွားတယ်အဲ့တော့မိမိမှာအဲ့ဒီလောက်သိတဲ့ဉာဏ်ပညာလေးမှမရှိရင်လူဘဝမှာရှင်းနေရပေမဲ့လို့လည်းပဲတန်ဖိုးရှိပါမလားဟေးတနေ့တရက်တမနဲ့ပင်နေရဇေကမှုယုံနံရဲ့အဲ့ဒီယုံနံသဘောလေးကိုဉာဏ်နဲ့ဒိဋ္ဌိတစ်ချိန်တစ်ခါလောက်တွေ့လိုက်ရသိလိုက်ရပြီဆိုရင်ဘဝမှာတန်ဖိုးမရှိပေဘူးလားဗျာဒီလောက်နဲ့ရောမိမိရဲ့ဘဝဟာတန်ဖိုးကကြီးပြီလားဆိုတော့လိုသေးတယ်ဘုန်းကြီးတို့ယောဂီများမိမိရရှိလာတဲ့အသက်ဟုတ်တယ်မို့လားဗျာအသက်တွေဟာတဖြည်းဖြည်းနဲ့တနေ့ပြီးတနေ့တရက်ပြီးတရက်တလပြီးတလတနှစ်ပြီးတနှစ်ဆိုတာလို့ငယ်သွားတာလားကြီးသွားတာလားအသက်တွေကကြီးလာတယ်လို့မိမိရဲ့ဘဝမိမိရဲ့အသက်တွေကတန်ဖိုးကိုလည်းပဲရအောင်ယူတတ်မှာဟုတ်တယ်မို့လားမယူတတ်ရင်အသက်တွေဘလောက်ရှည်နေအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာတန်ဖိုးမရှိဘူးတန်ဖိုးမဲ့ပဲတချို့များအတိတ်ဘဝကသီလကောင်းလို့အသက်ရှိတယ်ဒါပေမဲ့ဒီဘဝမှာတော့ဖြင့်ဒီယုံနာရဲ့တရားကိုလည်းယုံနာသဘောလည်းမသိဘူးယုံနာသဘောရင်လားဆိုတော့အဖြစ်သဘောလည်းပဲသိပါမလားဗျာအဲ့တော့အဲ့လောက်မှမသိဘူးဆိုရင်ဘဝဟာတော့ဖြင့်အသက်ရှိပေမဲ့လို့လည်းပဲသာသနာတော်နဲ့တွေ့ရကြိုးနှပ်ပါမလားလူပြင်းရကြိုးရောနှပ်ပါမလားဒီတော့မနှက်တော့တန်ဖိုးရောရှိရလားကဲလူဘဝရဖို့ဆိုတာလွယ်သလားခဲရင်သလားဒီလောက်ခဲရင်ရအောင်ယူလာခဲ့တဲ့ဘဝကြီးကိုတန်ဖိုးမဲနဲ့အကုန်ဆုံးမခံစေခြင်းဘူးဘုန်းကြီးတို့ရွှေမင်းဝန်ဓမ္မမိသားစုများကိုတန်ဖိုးရှိမိမိဘဝကိုအကျိုးရှိမိမိရဲ့ဘဝကိုတန်ဖိုးရှိအောင်အသုံးချသွားစေခြင်းနဲ့ဒါကြောင့်မို့ဒီကနေ့အဲ့ဒီဘဝရဲ့တန်ဖိုးဘဝရဲ့အနှစ်သာရလေးကိုထုတ်ယူစေခြင်းလို့ဒီလိုနေရင်တော့မိမိဘဝဟာတန်ဖိုးမဲ့သွားလိမ့်မယ်အဲ့ဒီလိုမိမိရဲ့ဘဝတဲကသီလဆိုတာလေးကိုထုတ်ယူလိုက်မိမိရဲ့ဘဝတဲကသမာဓိဆိုတာလေးထုတ်ယူလိုက်မိမိရဲ့ဘဝတဲကဝရိယဆိုတာလေးထုတ်ယူလိုက်မိမိရဲ့ဘဝတဲကဟောဒီမှာယုံနံသဘောလေးမြင်အောင်ကြည့်လိုက်ဝိပဿနာဘာဝနာကွင်းမှာဝင်ပြီးတော့ယုတ်သဘောနံသဘောလေးမြင်လိုက်ပြီဆိုရင်လည်းမိမိရဲ့ဘဝဟာတန်ဖိုးတော့မရှိပေဘူးလားဗျာဒါပေမဲ့ပြည့်စုံပြီလားဆိုတော့မပြည့်စုံသေးဘူးဒီနဲ့ပို့ပြီးတော့ဘုန်းကြီးတို့ယောဂီများသာသနာတော်နဲ့တွေ့ရကြိုးနှံ့အောင်ယုံနံရဲ့အဖြစ်ပြက်သဘောလေးကိုမြင်အောင်မရှိရပေဘူးလားယုံနံရဲ့အဖြစ်ပြက်သဘောလေးကိုမှမမြင်လို့ရှိရင်အသက်တရားနေရစေကမို့လူဘဝမှာလူဖြစ်ရကြိုးမနှက်ဘူးတဲ့မြတ်စွာဘုရားကယောဇံဝတ္တတံဇီဝေအပတံဥဒေယပယံဧကဟံဇီဝိတံတေယောပတတောဥဒေယပယံယောဇပုဂ္ဂလောမြည်သူမဆိုအကျင့်ပုဂ္ဂိုလ်သည်ဥရေယဘယံယခုလိုပစ္စုပန်တဲ့တဲ့၌ပေါ်လာတဲ့ခန္ဓာ၅ပါးယုံနာ၂ပါးတို့၏ဖြစ်ချင်းပြည့်ချင်းဆိုတဲ့သဘောကိုအပတံတောဝိပဿနာဉာဏ်ပညာဖြင့်ဧကံတိမတွေ့မမြင်ရသည်ရှိသောဝတ္တတံသင်္ချာတွေ့ကျုံနှစ်တရားကာလပါလုံးဇီဝေမပြတ်အစဉ်အသက်ရှင်၍နေရပါတော်လေနတ်သေးရောလူဖြစ်ရာကျိုးမနာယိုအမှန်တည်တာသည်ယောဇပုဂ္ဂလောမြည်သူမဆိုအကျင့်ပုဂ္ဂိုလ်သည်
ဥဒယဘယံယခုလိုပစ္စုပန်တဲ့တဲ့၌ပေါ်လာတဲ့ခန္ဓာ၅ပါးယုံနာ2ပါးတို့၏ဖြစ်ချင်းပြည့်ချင်းဆိုတဲ့သဘောကိုဘာတတော်ဝိပဿနာဉာဏ်ပညာဖြင့်ဧကံတိတိရှုမှတ်ပွားများအားထုတ်ရင်တွေ့မြင်ရသည်ရှိသောဧကဟာဇီဝိတံတနေ့တရဲ့တဏ္ဍနဲ့ပင်အသက်ရှင်၍နေရပါတော့လေတေယောသာသနာနှင့်တွေ့ကြုံရာကျိုးနှစ်ပါးသဖြင့်မပြတ်တစေမြတ်လှပါပြီတည်းမိမိရဲ့ဘဝမှာအသက်တရားချီရှိရှိနေရပြီမဲ့လူလည်းပဲယုံနာရဲ့ဖြစ်ပြသဘောလေးကိုမှသေးသေးချာချာဉာဏ်နဲ့မတွေ့ရမသိရဘူးဆိုပါရင်အဲ့ဒီပုဂ္ဂိုလ်ဟာလူဘဝမှာလူဖြစ်ရကြုံမနှပ်ပါအဲ့တော့မိမိတို့ရဲ့ဒီမှာအမိတွေအဖတွေအဖိုးတွေအဖွားတွေဆိုတာရှိလိမ့်မယ်တကယ်လို့ဟောဒီမှာမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကြီးကလည်းနေလိုလလို့ထွန်းလင်းနေပြီအဲ့ဒီသာသနာတွင်မှလည်းပဲမိမိဟာလူလာဖြစ်နေပြီယုံနာဖြစ်ပြကိုသိနိုင်တဲ့ဝိပဿနာတရားလေးကိုမှမိမိမပွားလိုက်ရအာမထုတ်လိုက်ရဘူးဆိုပါရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ရှည်ခြင်းဟာတန်ဖိုးရှိရလားဘာမှတန်ဖိုးမရှိဘူးသူ့ဘဝဟာအကျိုးမဲ့အနေအချင်းအသက်ရှင်နေတယ်တန်ဖိုးမဲ့အနေအချင်းအသက်ရှင်နေတယ်ဟုတ်တယ်မို့လားဗျာအနေစာဘိဗုဒ္ဓဘာဝေနအတ္တရတဇီဝိတတာအနေစာတိဝသေနဝိပဿနာယောဂောတာတော်တဲ့အနေစာဘိဗုဒ္ဓဘာဝေနအနေစာတရားကအချိန်ရှိတဲ့၍အမြဲမပြတ်နှိမ့်ဆက်အပ်သည်ဖြစ်ကြောင်းအာတရတနိတရဘာမြတ်မရှိသောဇီဝိတတာအသက်ဤသာရောအနှစ်သာဓအတိကအနိစ္စရိဝသေနာအနိစ္စသတိအစွမ်းအဖြင့်ဝါအနိစ္စဒုက္ခအနတ္တအဖြင့်ဝိပဿနာယောကိုဝိပဿနာရှုခြင်းပင်သည်မိမိရဲ့အသက်တရားဘလောက်ပဲရှည်ရှည်နေရစေကမူအဲ့ဒီအသက်မှာအနိစ္စဒုက္ခအနတ္တအချိန်ရှိတဲ့၍အနိစ္စတရားတွေကအမြဲနှိမ့်ဆက်နေတယ်ဖြစ်လိုက်ပြလိုက်ဖြစ်လိုက်ပြလိုက်နဲ့ယုတ်တရားနံတရားတွေပေါ်မှာဒီအနိစ္စတရားတွေကအမြဲတမ်းမနှိမ့်ဆက်ပေဘူးလားဗျာအဲလိုအမြဲတမ်းနှိမ့်ဆက်နေတဲ့ဒီအနိစ္စတရားတွေကိုဝိပဿနာကွင်မှာတင်းပြီးတော့တကယ်ဉာဏ်နဲ့မြင်အောင်မမြဲတဲ့သဘောအနိစ္စမမြဲတဲ့သဘောတွေဒုက္ခဆင်းရဲတဲ့သဘောတွေအနတ္တအစိုးမရတဲ့သဘောတွေဉာဏ်နဲ့မြင်အောင်ရှုနေပွားနေအထုတ်နေလို့မမြဲတဲ့သဘောကိုတည်တည်ချာချာဉာဏ်နဲ့တွေ့လို့ဆင်းရဲတဲ့သဘောကိုဉာဏ်နဲ့တွေ့အစိုးရတဲ့အနတ္တသဘောကိုဉာဏ်နဲ့တွေ့ပြီးဆိုပါရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာတနေ့တည်းရဲ့တဏ္ဏနဲ့မြနေရစေကမူသူ့ဘဝမှာလူဖြစ်ရာကြိုးမနှက်ပေဘူးလားဗျာလူဘဝမှာလူဖြစ်ရာကြိုးလဲနှက်သွားပြီးသာသနာတော်နဲ့တွေ့ရာကြိုးလဲနှက်ပြီးဘဝမှာတန်ဖိုးရောမရှိပေဘူးလားအဲ့ဒီယုံနာရဲ့အဖြစ်ပြသဘောကိုသိရလို့ဥဒယဘယကောင်းကောင်းကြီးဖြစ်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဥစ္စေရဒိဋ္ဌိသက်ကာယဒိဋ္ဌိပြုတ်တယ်ဗာဒိဋ္ဌိတွေပြုတ်သွားတယ်ဟေးတတ္တဒိဋ္ဌိဆိုတဲ့အဒိဋ္ဌိလည်းပြုတ်တယ်ဥစ္စေရဒိဋ္ဌိလည်းပြုတ်တယ်ဥစ္စေရဒိဋ္ဌိဆိုတာကဘုန်းကြီးတို့ယောဂီများပြတ်စဲဝါဒတည်သွားပြီးရင်ဘာမှမဖြစ်တော့ဘူးမြေဆွေးဖြစ်သွားတာကွာကုသိုလ်လည်းလုပ်เสียမလို့အကုသိုလ်လည်းလုပ်เสียမလို့ဆိုတဲ့ဝါဒဒါဥစ္စေရဒိဋ္ဌိခေါ်တယ်တတ္တဒိဋ္ဌိဆိုတာဒီဘဝကအသက်ဝိညာဉ်လေးကတခါတည်းဟိုဘဝကိုကူးသွားတာဟိုဘဝပြောင်းသွားတာဆိုတာအခုဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်နေတဲ့မှာတောင်ဒါရှိရဲ့ဘုန်းကြီးတို့တောရက်တွေမှာလေတောရက်တွေမှာမိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကွယ်လွန်သွားရင်ကလေးကိုပါတဲ့လိပ်ပြာပါဖြစ်တယ်လိပ်ပြာခွဲတာတို့ဘာလို့ဆိုတာလေဒါဒီဘဝကနေပြီးတော့တခါတည်းဟိုဘဝကိုတခါဒီလိပ်ပြာလေးကနေသွားပြီးတော့ဝိညာဉ်ပါဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအစွဲတွေအဲ့ဒါတတ္တဒိဋ္ဌိခေါ်တယ်အဲ့တော့ဒီယုံနာရဲ့အဖြစ်အပျက်ကိုတည်တည်ချာချာဉာဏ်နဲ့ဓာတ်ထိတွေ့လိုက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဥစ္စေရဒိဋ္ဌိလည်းပြုတ်တယ်တတ္တရဒိဋ္ဌိရောဥဒယဓာတနိနာနာယုတ်တို့ရဲ့အဖြစ်ကိုမြင်တဲ့ဉာဏ်သည်ဥစ္စေရဒိဋ္ဌိသိလျင်ပြီးပြတ်တဲ့ဆိုတဲ့ဥစ္စေရဒိဋ္ဌိကြီးကိုပဇဟတိပယ်တတ်နိုင်ပါ၏ဒီမှာယုတ်ကဖြစ်ပြီးပြည့်သွားပြည့်ပြီးနောက်တစ်ခါအသစ်ပြန်ဖြစ်လိုက်ပြန်ပြီးတော့ပြည့်သွားလိုက်အသစ်ပြန်ဖြစ်လိုက်ပြည့်လိုက်ဖြစ်လိုက်ပြည့်လိုက်ဖြစ်လိုက်ပြည့်လိုက်ဆိုတော့အဲ့ဒီမှာသူကတော့ပြတ်ဆဲသွားပြီလို့ဆိုတာအခုတော့မဟုတ်ဘူးတကားနဲ့ဖြည့်ပြည့်အဲ့ဒီအဖြစ်သဘောကိုဉာဏ်နဲ့ကောင်းကောင်းကြီးတွေးလိုက်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဥစ္စေတဒိဋ္ဌိကင်းသွားပြီပြတ်သွားပြီဝေယဓာတနေနာနာယုံနှစ်ပါးဤအပြည့်ကိုမြင်တဲ့ဉာဏ်ကတော့တတ္တဒဒိဋ္ဌိယုံနံတွေမပြည့်ဘူးခိုင်မြဲတယ်ဆိုတဲ့ယူဆွဲထားတဲ့တတ္တဒဒိဋ္ဌိကိုပစေတိပယ်တတ်နိုင်ပါ၏အဲ့ဒီမှာအပြည့်သဘောကိုကောင်းကောင်းဉာဏ်ထဲမှာသက်ဝင်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကတတ္တဒဒိဋ္ဌိပယ်တယ်ဘာကိုပယ်ပါလိမ့်မယ်
တတ္တရဒိဋ္ဌိကမပြည့်ဘူးဒီဘဝကဝိညာဉ်လေးကဩဘဝထိအောင်ကူးသွားတာဆိုတာမျိုးလေးလေဒီကမဟုတ်ဘူးပြည့်သွားတဲ့သဘောကိုမြင်လိုက်ရပြီဆိုတာနဲ့ပဲဩတတ္တရဒိဋ္ဌိဒီမြင်နေတာရဲ့လို့တည်နေတာရဲ့လို့အသက်ကောင်ဝိညာဉ်ကောင်ရဲ့လို့မရှိပါပဲလားဖြစ်ပြီးပြည့်နေတဲ့သဘောကြီးတယ်ပါပဲလားလို့အမှန်သိအမှန်မြင်လိုက်တယ်ဆိုတာနဲ့ပဲတတ္တရဒိဋ္ဌိကင်းရောဟုတ်တယ်မလားဗျာဒါကြောင့်မို့ဘုန်းကြီးတို့ယောဂီများဒီဥရိယဘယညာကောင်းကောင်းဖြစ်ပြီဆိုရင်ဥစ္စေတဒိဋ္ဌိတတ္တရဒိဋ္ဌိမကင်းမေဘူးလားဗျာအဲ့တော့ဥစ္စေတတတ္တရဒိဋ္ဌိကိုပယ်နိုင်ပြီးတော့လူဘဝမှာလူဖြစ်ရတယ်ဆိုတော့ဘုန်းကြီးတို့ယောဂီများတနေ့တည်းရဲ့တမနဲ့ပဲနေရစေကမူအဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမာဘဝဟာတန်ဖိုးမရှိပေဘူးလားဗျာတန်ဖိုးရှိတယ်အဲ့တော့ဘုန်းကြီးတို့ယောဂီများအခုပြန်ပြီးတော့မိမိဘဝကိုပြန်ဆန်းစစ်လိုက်လေမိမိတို့တကယ်အမြန်တနိုးအနေအချင်းလောကနိဗ္ဗာန်ပစ္စည်းဥစ္စာတွေဟာလောကနိဗ္ဗာန်ပဲဟောဒီပစ္စည်းဥစ္စာတွေရှိနေလို့ရှိရင်မိမိဘဝမှာလောကနိဗ္ဗာန်ခံစားခြင်းနာခံစားလို့ရတဲ့ချမ်းသာတယ်တကယ်ထင်းနေတာဘုရားယဟန္တာစရှိတဲ့ရိယာသူတော်ကောင်းတွေကတော့ပြင်အဲ့ဒီပစ္စည်းဥစ္စာတွေဟာအနှစ်မဟုတ်ဘူးအကာတွေတဲ့ဟုတ်တယ်မလားဗျာယန္တုမျိုး၅ပါးနဲ့ဆက်ဆံပြီးတော့နေတဲ့အတွက်ကြောင့်အကာတွေပျက်စီးပြီးတော့သွားနိုင်တယ်အဲ့ဒီပျက်စီးသွားနိုင်တဲ့အကာတွေကအနှစ်ကိုထုတ်ယူမယ်ဆိုပါရင်ဘာကိုပြုရမလဲဒါနကောင်းမှုကိုပြုလိုက်ပါဒါနှစ်ထုတ်ယူလိုက်ပြီနောက်မိမိရရှိတဲ့ဘဝတွေကနေပြီးတော့ဒီဘဝကြီးဟာ96ပြားသောယောဂဝေဒနာတွေနဲ့အမြဲဆက်ဆံနေလို့အချိန်မရွေးမသိနိုင်မေဘူးလားအဲ့ဒီအချိန်မရွေးသိနိုင်တဲ့မိမိရဲ့ဘဝတွေကအနှစ်တတကိုထုတ်ယူမယ်ဆိုပါရင်သီလကောင်းမှုကိုပြုပါသီလစောင့်ပါဟုတ်တယ်မလားရလာတဲ့ဘဝမှာကိုကျင်တရားတွေမပြည့်စည်ပါစေနဲ့နော်ရတဲ့မိမိရဲ့ဘဝလေးဟာအသက်တန်းဟာအရှိကြီးလားအတူလေးလားဘဝဟာတခဏလေးနေရတာအကြာကြီးနေရတာမဟုတ်ဘူးနော်အသက်တန်းဟာ85နှစ်တန်းဆိုပေမဲ့လို့မိမိတို့ကိုယ်ကိုမိမိတို့ပြန်စဉ်းစားကြည့်85နှစ်တိအောင်နေခြင်းမှနေရမှာအဲ့တော့တခဏလေးနေရတဲ့ဘဝလေးမှာမိမိရဲ့ကိုယ်ချင်းတရားတွေကောင်းပါစေဟုတ်တယ်မလားဗျာမိမိရဲ့ဘဝတည်းကကိုယ်ချင်းသီလတွေအနှစ်တွေထုတ်ယူလိုက်ပါသီလအနှစ်တွေထုတ်ယူလိုက်ပါဒီသီလအနှစ်လေးထုတ်ယူရုံနဲ့ပြီးပြီလားဆိုတော့မဟုတ်သေးဘူးလေဘုန်းကြီးတို့ယောဂီများဝရိယမပါလို့ရှိရင်အထက်တန်းကိုရောက်နိုင်ပါမလားလောကီအကျိုးနဲ့ကြည့်မယ်ဆိုရင်လည်းပဲဝရိယမပါရင်စီးပွားရှာတဲ့နေရာမှာလည်းအထက်တန်းမရောက်နိုင်ဘူးပညာရှာတဲ့နေရာကိုရောက်နိုင်ပါမလားဟေးခုလိုဝိပဿနာဘာဝနာလုပ်ငန်းခွင်မှာတရားရှာတဲ့နေရာမှာရောဝရိယမပါရင်အထက်တန်းရောက်ပါမလားအဲ့တော့ဝရိယလေးလည်းပဲပါပါစီဟုတ်တယ်မလားဗျာဝရိယနဲ့လည်းပဲပြည့်စုံရလိမ့်မယ်ဒီတော့ဝရိယပြည့်စုံုံနဲ့ရောမိမိရဲ့ဘဝကြီးဟာအနှစ်သာရပြည့်စုံပြီလားဆိုတော့လိုသေးတယ်လေတမာတိဟုတ်တယ်မလားစိတ်တည်ငြိမ်မှုမရှိဘဲနဲ့ဝရိယကြိုးစားပြီးတော့လုပ်ယုံနဲ့ဗျံပရာဖြစ်နေမှာပေါ့ပဲ့မပါတဲ့လှေကြီးရေထဲမျောလွတ်လိုက်တယ်လို့ပဲဟိုတောင်းတင်ဟိုကန့်ကန့်နဲ့ဖြစ်နေမှာပေါ့လိုရာခကြီးရောက်ပါမလားဗျာအဲ့တော့လိုရာခကြီးကိုရောက်ချင်နေဆိုပါရင်တမာရီတရားရောမပြည့်စုံရပေဘူးလားဗျာအဲ့ဒီလိုတမာရီတရားလေးပြည့်စုံပြီးတော့ဝရိယစိုက်ပြီးကြိုးစားပွားများအားထုတ်လိုက်မယ်ဆိုပါရင်ယုတ်သဘောနံသဘောသိတဲ့ဝိပဿနာဉာဏ်นี่မဖြစ်ပေဘူးလားအဲ့ဒီယုတ်သဘောနံသဘောသိတဲ့ဝိပဿနာဉာဏ်ပိုင်ပိုင်ဖြစ်ပြီးဆိုပါရင်သက္ကာယဒိဋ္ဌိအတ္တဒိဋ္ဌိမပြုတ်ပေဘူးလားအဲ့တော့သက္ကာယဒိဋ္ဌိအတ္တဒိဋ္ဌိတော့ပြုတ်သွားပြီဆိုရင်ကိုပဲမိမိရဲ့ဘဝဟာအတော်ကိုတန်ဖိုးရှိလာပြီဟုတ်တယ်မလားတကယ်လို့ဒီတည်းမိမိရဲ့ဘဝမှာသာသနာတော်နဲ့တွေ့ကြုံအကျိုးနှက်ခြင်းနဲ့သာသနာတော်ကြီးနဲ့သာသနာတော်တွင်မှာလူဖြစ်ရာကျိုးနှက်ခြင်းနဲ့ဆိုရင်ယုံနာရဲ့ဖြစ်ပြသဘောကိုမြင်အောင်မကြည့်ရပေဘူးလားအဲ့ဒီယုံနာရဲ့ဖြစ်ပြသဘောတွေကိုဝိပဿနာကွင်းမှာဝင်ပြီးတော့ဉာဏ်နဲ့တတိထာဝရိယစိုက်ပြီးတော့ကြိုးကြိုးစားစားရှုပွားအထုတ်သွားမယ်ဆိုပါရင်ရှုနေမှန်နေပွားနေရင်လည်းပဲယုံနာသဘောလေးတွေရဲ့ပေါ်လာလိုက်ပြောက်သွားလိုက်ဖြစ်လိုက်ပြဲလိုက်ပေါ်လိုက်ပြောက်လိုက်သိလိုက်ပြောက်လိုက်နဲ့အဲ့ဒီယုတ်သဘောနာသဘောတွေရဲ့ပေါ်ပြောက်ဖြစ်ပြနေတဲ့သဘောတွေကိုရောဉာဏ်နဲ့ဓာတ်ထိမတွေ့နိုင်ပေဘူးလားဗျာအဲ့တော့ဉာဏ်နဲ့ဓာတ်ထိတွေ့လိုက်ရပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာလူဖြစ်ရကြိုးမနှက်ပေဘူးလားအသက်ရှိရှိနေရကြိုးရောမနှက်ပေဘူးလားသာသနာတော်နဲ့တွေ့ရကြိုးရောမနှက်ပေဘူးလားဗျာတွေ့ရကြိုးနှက်တယ်ဒါကြောင့်ဘုန်းကြီးတို့ယောဂီများယခုပြောလာခဲ့တဲ့အဲ့ဒီအနှစ်သာရတွေကိုရအောင်ယူနိုင်ရင်လူဘဝမှာနေရကြိုးလဲနှက်ပြီဟုတ်တယ်မဟုတ်လားသေရကြိုးရောမနှက်ပေဘူးလားသေရကြိုးလဲနှက်ပြီဆိုတော့မိမိဘဝဟာတန်ဖိုးရောမရှိပေဘူးလားဒီတော့အဲ့ဒီအနှစ်သာရတွေမှမရရင်ဘဝမှာနေရကြိုးရောနှက်ကလားသေရကြိုးရောနှက်ကလားမနှက်ဘူးအဲ့ဒီတော့အနှစ်သာရတွေရအောင်ဘုန်းကြီးတို့ယောဂီများကယူရလိမ့်မယ်ဟုတ်တယ်မလားဗျာတကယ်မြတ်စွာဘုရားရှင်ရဲ့သာသနာတော်ရဲ့အနှစ်သာရကတော့မဲ့ဖို့နိဗ္ဗာန်ပဲပါပါလိမ့်မလဲတကယ်လို့မိမိကကြိုးစားပွားများအားထုတ်သွားလို့ပါရမီတို့ရှိလို့အဲ့ဒီမတရားဖို့တရား
နိဗ္ဗာန်တရားတွေထိအောင်ရပြီဆိုရင်တော့မိမိရဲ့ဘဝဟာအနှစ်သာရမရှိပေဘူးလားဗျာတန်ဖိုးရောမရှိပေဘူးလားအဲ့တော့အဲ့လိုတန်ဖိုးရှိတဲ့တကယ်အနှစ်သာရရှိတဲ့တရားကိုအနှစ်သာရရှိတယ်လို့သိဖို့ရမလိုပေဘူးလားအဲ့တော့သမ္မာသင်္ကပ္ပမှန်ကန်တဲ့အကျဉ်းစီတွေရှိဖို့မလိုပေဘူးလားဗျာဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကသာရင်္စာသာရတောညတဝါအတာရင်္စာအတာရတောဒေတာရအဓိကေသံတိသမ္မာသင်္ကပ္ပဂောစရာဒါဘုရားရှင်ကိုရောမြတ်ကြီးဓမ္မပဒထကတာမှာဟောကြားတော်မူခဲ့တာအဲ့တော့ဒီကထာလေးဘုန်းကြီးတို့ဆုံးသွားရင်တာရုခေါ်ပြီးတော့ဒီကနေ့ဘဝရဲ့တန်ဖိုးတရားတော်ဏိကုံးချိုရအောင်နော်သာရင်္စာသာရတောညတဝါအတာရင်္စာအတာရတောဒေတာရအဓိကေသံတိသမ္မာသင်္ကပ္ပဂောစရာသမ္မာသင်္ကပ္ပဂောစရာမှန်ကန်တဲ့အကျမ်းအစီအတွေ့အခေါ်လျင်ကျက်စာရအာယုရှိ၍နေကြကုန်သောယေနရာအကျဉ်လူရောနဗ္ဗတတဝါပေါင်းတို့သည်သာရင်္စာတကယ်နှင်းရှိတဲ့ဒါနသီလဘာဝနာဆိုတဲ့တရားသုံးပါးကိုလည်းပဲသာရတော်အနှင်းရှိတဲ့အနေအားဖြင့်ဇာနတိသိရှိ၍နေကြလေကုန်၏မှန်ကန်တဲ့အကျဉ်းစီမှန်ကန်တဲ့အတွေ့အထောအတွေ့အခေါ်မှန်ကန်တဲ့အယူအဆရှိတဲ့ပုဂ္ဂိုလ်များကတော့တကယ်အနှစ်သာရရှိတဲ့ဒါနတရားတွေသီလတရားတွေဘာဝနာတရားတွေဆိုတာဟာတကယ်မြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာအနှစ်သာရရှိတဲ့တရားတွေပါလားလို့မှန်ကန်တဲ့အယူအဆအတိုင်းယူဆွဲပြီးတော့နေကြသည်တဲ့သာရင်္စာတကယ်အနှစ်သာရရှိတဲ့ဒါနသီလဘာဝနာဆိုတဲ့တရားသုံးပါးကိုလည်းသာရတော်တကယ်နှစ်သာရရှိတဲ့နေအပြင်ဇာနတိသိရှိ၍နေကြလေကုန်၏အတာရင်္စာနှင်းမရှိတဲ့စီဝဥစ္စာအနှင်းမရှိတဲ့စီဝဥစ္စာကျမ်းမာရေးဘဝဆိုတဲ့ကိုယ်ခန္ဓာဆိုတဲ့အခါတွေကိုလည်းပဲအတာရတော်အနှစ်သာရမရှိဘူးရဲ့လို့ဇာနတိသိရှိ၍နေကြလေကုန်၏မိမိတို့အနှစ်သာရမရှိတဲ့ဇီဝဥစ္စာတွေကိုအနှစ်လို့ထင်နေကြတယ်မိမိရရှိတဲ့ဘဝခန္ဓာကိုလည်းပဲမိမိကအနှစ်သာရရှိတယ်လို့ထင်နေကြတယ်မိမိရရှိနေတဲ့အသက်စီစဉ်တွေကိုလည်းပဲကျမ်းမာခြင်းကောင်းတဲ့ဆိုတာတွေကိုလည်းပဲမိမိကအနှစ်သာရလို့ထင်နေကြတယ်ဒါပေမဲ့အဲ့ဒီတရားတွေဟာအနိစ္စဒုက္ခအနတ္တမြဲတဲ့တရားတွေလားမမြဲတဲ့တရားတွေလားဒါကြောင့်ဒီတရားတွေဟာနှစ်သာရရှိသလားမရှိဘူးလားဒါကြောင့်အတ္တရင်္စာနှစ်မရှိတဲ့တရားကိုလည်းအတ္တရာတော်အနှစ်မရှိဘူးရဲ့လို့ဇာနတိသိရှိ၍နေကြလေကုန်၏တေထိုအနှစ်နဲ့ကားကိုခွဲပြီးတော့သိကြတဲ့ပုဂ္ဂိုလ်အပေါင်းတို့သည်တေထိုအနှစ်နဲ့ကားကိုခွဲပြီးတော့သိကြတဲ့ပုဂ္ဂိုလ်အပေါင်းတို့သည်သမ္မာသင်္ကပ္ပဂောစရာမှန်ကန်တဲ့အတွေ့အခေါ်အယူအဆလက်ခံထားကြကုန်သည်ဖြစ်၍သာရံတကယ်အနှစ်စစ်အနှစ်မှန်ဆိုတဲ့ဒါနသီလဘာဝနာဆိုတဲ့တရားကိုအဓိကေသံတိကောင်းစွာပိုင်ပိုင်လက်ကိုင်းမိမိရရှိနိုင်ကြလေကုန်တည်းကဲအိမ်မရဆိုချာ
တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်မိမိတို့ရရှိတဲ့ဘဝတွေကမိမိအတွက်အကျိုးရှိနိုင်တဲ့ဘဝရဲ့အနှစ်သာရဒါနဆိုတဲ့အနှစ်သာရသီလဆိုတဲ့အနှစ်သာရဘာဝနာဆိုတဲ့အနှစ်သာရတွေကိုထုတ်ယူနိုင်ကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်ကြပြီလျင်ရွှေမင်းဝန်သာသနာရိပ်သာရဲ့သာသနာပြုလုပ်ငန်းအဝဝတွေကိုဘုန်းကြီးနဲ့အတူတကွလက်တွဲပြီးတော့သာသနာပြုနိုင်ကြတဲ့မြို့ကောင်းသားမြို့ကောင်းသမီးများဖြစ်ကြပါစေ